ပေါ့နော်ဘတ်စုံ3မာလာမှုန့်နဲ့ပေါ့ချက်တောက်လေးတုတ်စားပြမယ်နော်ဟာချက်တောက်လေးပေါ့နော်ပြုတ်ထားပြီးသားပေါ့ဟာမြုပ်ဒီကြက်သွန်ဖြူလှော်ပြီးတော့ပေါ့နော်ထည့်ပေးနော်ကြက်သွန်ဖြူလှော်ပြီးတော့ထည့်ပေးပါမြုပ်ဒီစိမ်းကိုလည်းပေါ့နော်လှော်ပြီးတော့ထောင်းပေးနော်ထောင်းပြီးတော့ထည့်ပေးနော်ဒါမဲ့မေတုတ်တဲ့ပုံစံလေးပဲပေါ့နော်မြုပ်ဒီစိမ်းကြက်သွန်ဖြူလှော်ပြီးတော့ပေါ့နော်ထောင်းပြီးတော့ထည့်ပေးနော်ပြီးသွားပြီဆိုရင်ဘတ်စုံ3မာလာမှုတ်လေးထည့်မယ်နော်ကဲဘတ်စုံ3မာလာမှုတ်လေးထည့်ပါမယ်နော်ကဲနှစ်စုံထည့်လိုက်ပြီနော်နှစ်စုံဒါလေးနော်ဘတ်စုံ3မာလာမှုတ်လေးပေါ့တို့စားကျင်တဲ့တဲလေးပေါ့နော်နှင်းရဲ့စီဘီဒါမို့ TikTok message မှာလာပြီး order မှာလို့ရရနော်တပူကိုဘတ်350နော်တဲလေးတို့ထိုင်းနိုင်ငံဒလီအနှံ့အပ်ပေးရနော်ဒါဒလီဈေးတက်တာရနော်ဈေးတက်တာတဲ့ဒလီမှာအပ်ပေးရနော်တဲလေးတို့စားကျင်တဲ့တဲလေး TikTok message စီဘီမှာလာပြီးတော့မေးလို့ရရနော် order နာမှာလို့ရရနော်ပြီးသွားပြီဆိုရင်ပဲငံပြာကြီးပေါ့နော်ငံပြာကြီးကဲငံပြာကြီးထည့်မယ်နော်ငံပြာကြီးထည့်ပါမယ်ကဲပြီးသွားရင်တုတ်ကြည့်မယ်နော်တည်ရင်လေးပေါ့နော်တစ်ချောက်တုတ်လေးဖြူစီလေးပေါ့နော်ထည့်ပြီးတော့တုတ်ကြည့်တာပေါ့နော်ဒါလေးတစ်မျိုးတော့ပုံလာနော်ထည့်ပြီးတုတ်ကြည့်ကဲနေပါပြီနော်မမေရဲ့ဘတ်စုံ3မာလာမဟုတ်နော်ဒီမှာ install ရနေပြီနော်လိုချင်တဲ့တဲလေး TikTok message ဒါမှမဟုတ် CB မှာ order လာမှာလို့ရတယ်နော်ဟို share ပဲနော်ချက်တော့မာလာတုတ်ပေါ့ချက်တော့မာလာတုတ်လေနော်မှုေးနေရပဲမှုေးနေရောနော်တည်တောင်ကြလာဒါမျိုးဒီစိမ်းပေါ့နော်ကြက်သွန်ဖြူလှော်ပြီးတော့ထောင်းပြီးတော့ထည့်ပြီးနော်တဲလေးတို့မျိုးဒီစိမ်းဆိုရင်ဘိုက်အောက်မှာဆိုတော့နော်ဟို share ပဲနော်share ပဲမှုေးနေရောနော်တော့မှုေးနေရောကဲစားကြည့်ပါမယ်နော်ကဲအရင်ဆုံးဒီမှာနော်ရိုးနုလေးအရင်စားကြည့်ပါမယ်share ပဲshare ပဲနော်အရင်စားတော့ကောင်းဆက်လေမာလာအထုံပေါ့နော်ဟိုရမ်းလည်းမဆက်ဘူးနော်စားလို့ကောင်းတယ်အရမ်းလည်းမထုံစားလို့ကောင်းတော်တော်ကောင်းတယ်အကြိုက်တွေမှာပါတယ်ပေါ့နော်တော်တော်ကြိုက်တယ်ဒီဘတ်စုံ3မာလာမဟုတ်လေသမင်းနဲ့ကြော်စားလဲရတယ်အဲ့လိုတုတ်စားလဲရတယ်ပေါ့နော်ဝက်ခောက်တွေပိုင်းတုတ်စားအမဲခောက်တုတ်စားလို့ရတယ်နော်ကဲစားပြပါမယ်စားကြပါအောင်နော်တဲလေးလို့ချစ်တာကဲပါใช่ไหมนะစားလို့တော့ကောင်းကောက်ကူနော်အိမ်မှာတုတ်စားလို့ရနေပြီနော်ဘတ်စုံ3မာလာမဟုတ်တဘူးရှိအောင်နဲ့နော်ကောက်ကူတုတ်စားလို့ရ
ဆက်လားဝက်မလာစီမွေးရရရနော်ညင်းစီမှာတော်လာမလို့ရရနော်မလာမဟုတ်လို့ဝက်မလာစီမွေးရရနော်တဲပြီးဆက်ပဲစားလို့တော့ကောင်းဆက်ပါဆက်ပါရန်ကောင်းတယ်နော်တဲလို့ဆက်ပါဒါလေးတပူးရှိအောင်နဲ့နော်တုတ်စားလို့ရတယ်နော်ထမင်းကြော်စားတဲ့နေရာမှာထည့်လို့ရတယ်နော်အကင်တွေပိုင်းနဲ့တုတ်စားလို့ရတယ်နော်အရန်စားလို့ကောင်းတယ်လိုချင်နှစ်ရက်တက်တော့ message ပေါ့နော် CV မှာလာပြီး order မှာယူလို့ရတယ်နော်ကျေးဇူးတင်ပါတယ်ဗီဒီယိုဆုံးဖြတ်ကြည့်ပေးတဲ့အတွက်ဆက်စားလိုက်ပါဦးမယ်နော်တဲလို့